ဒီ flash card ကိုစကန်ဖတ်လိုက်တာနဲ့သူနဲ့သက်ဆိုင်ရာပစ္စည်းရဲ့ 3D 4D model ကပေါ်လာပြီးတော့သူ့ရဲ့အတန်ထွက်လေးရာတစ်ခါတည်းလေ့လာလို့ရမှာဖြစ်ပါတယ်မြန်မာပြည်မှာဆိုလို့ရှိရင် AR augmented reality ကိုအသုံးပြုပြီးတော့ကလေးတွေကိုစာသင်ကြားပေးနေတဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်အဲ့ဒါတော့360အလုပ်အဖွဲ့အစည်းဖြစ်ပါတယ်သူတို့က2016လောက်တည်းကစပြီးတော့ AR ကိုကလေးတွေနဲ့စတင်မှာဖြစ်ပေးခဲ့တယ်သူတို့စီမှာဆိုလို့ရှိရင် ABCD alphabet လေးတွေကို flash card လို့ခေါ်တဲ့ကတ်လေးတွေမှာပုံနဲ့စာရေးပြီးတော့အတန်ထွက်လေးကိုထည့်သွင်းတာကလေးတွေအနေနဲ့ကလည်းဒီ flash card ကိုစကန်ဖတ်လိုက်တာနဲ့သူနဲ့သက်ဆိုင်ရာပစ္စည်းရဲ့ 3D 4D model ကပေါ်လာပြီးတော့သူ့ရဲ့အတန်ထွက်လေးရာတစ်ခါတည်းလေ့လာလို့ရမှာဖြစ်ပါတယ်အခုလိုမျိုးစကလုံးတစ်လုံးရဲ့လက်တွေ့အပြေအပုံစံနဲ့အတန်ထောက်ကိုတစ်ခါတည်းလေ့လာလို့ရနိုင်တဲ့အတွက်ကြောင့်မို့လို့ကလေးအနေနဲ့ကလည်းပို့ပြီးတော့မှတ်ရလွယ်ပုံမယ်လို့မျှော်လင့်ပါတယ်။ဒါတွေကတော့ AR နည်းပညာနဲ့ကလေးတွေကိုပုံမလွယ်ကူချောမွေ့အောင်လို့စာသင်ကြားပေးနေတဲ့ပုံစံမျိုးဖြစ်ပါတယ်